ရောက်နေလက်သီးတွေလည်းရတယ်နော်လက်သီးတွေစတာပါဒီတော့ကျွန်တော်ချဖို့ fight ဖို့တော့မဟုတ်ဘူးရန်ကုန်လေသာဆိုင်ကလာမှာသွားတာပတ်ဆိုင်ထဲမှာထည့်ပြီးတော့ချုပ်ဖို့တယ်ဒီလိုအရာလေးပုံနေပေါ့နော်ဒါလေသာလာမှာသွားတာအဲဒါကြောင့်မလို့ဒါကပပလေးထုတ်ပေးထားတာဖြစ်ပါတယ်2.3 mm လေးနဲ့ပေါ့ပြန်ဖြစ်ဖို့ချဖို့ဆိုရင်တော့ကျွန်တော်ထုတ်မပေးပါဘူးကောင်လေးတွေကစကူတာလေးတွေဒါလေးက finger scooter လေးတွေလက်နဲ့ဆော့မှာတဲ့ကောင်လေးတွေထုံးစံတိုင်းစပိန်လေးတွေပေါ့စပိန်လေးတွေအော်ဒါများတယ်စပိန်3စီးဒါသူ့ရဲ့ဘိန်းလေးတွေ accessory လေးတွေကောင်ကလည်းskate boat လေး finger skate boat ပေါ့သူကဒီမှာကတော့ဘိန်းလေးတွေသူရှိပြီးသားအဟောင်းဖြုတ်တတ်ပါတယ်ဒီ boat လေးကိုမှာပါတော်တော်ကြက်လက်နေပါနော် quality ကောင်းတယ် 3D print တာဆိုတော့ဟိုကဒီတေးရောင်ကြီးအနုစိတ်တေးလေးတွေဆိုတော့ချမ်းလေးလုပ်ပေးတာလိုလေးစီးတာတယ်ကောင်လေးလိုလေးပြီးရှေ့ဘိန်းတွေထောင်းမယ်ဘာညာတာတခါလိုစီးတော့မစီးတတ်ဘူး